ရှိတုံးကတာယာလှပတဲ့ဟိမဝန္တာတောအုပ်ကြီးတစ်ခုမှာအယောင်အသွေးစုံလင်းနဲ့ကြီးတော်သားလေးတစ်ကောင်ရှိခဲ့ပူတယ်ကွယ်တနေ့မှာတော့မမျော်လင့်ပဲတော်မီအကြီးကျယ်လောင်ပါလီရောတော်ကောင်လေးတွေအားလုံးကြောက်လန့်တကြားထွက်ပြေးနေကြပြီမယ်ကြီးငယ်လေးကတော့မပြေခဲ့ဘူးသူချစ်တဲ့တောအုပ်ကြီးပျက်စီးသွားမှကိုမကြည့်ရနိုင်လို့ကသူဟာမြစ်သေးကိုအကြိမ်ကြိမ်ဆင်းသူ့ရဲ့အတောင်ပံလေးတွေမှာရေစက်လေးတွေတဲပြီးမိတောက်တွေပေါ်ကိုပတ်ဖြန်းခဲ့တယ်ငါအင်အားနဲ့တော့မီးမငိမ့်နိုင်ပါဘူးလို့သူတခါမှစိတ်မပြတ်ခဲ့ဘူးသူတတ်နိုင်သလောက်အစွမ်းကုန်ကြိုးစားခဲ့တာပေါ့ဒီမြင်ကွင်းကိုကောင်းကင်ကနေမြင်တွေ့ရဲ့တရားမင်းဟာကြီးငယ်လေးရဲ့စိတ်ထားကိုအယမ်းပဲလေးစားသွားခဲ့တယ်ဒါကြောင့်တရားမင်းကမိုးနတ်မင်းကိုအမိန့်ပေးပြီးမိုးသေးထန်စွာရွာချပေးလိုက်ပါတော့တယ်နောက်ဆုံးမှာတော့တောမီးကြီးငိမ့်သွားပြီးတောအုပ်လေးဟာပြန်လဲစိမ့်လန်းဆူပြီးလာခဲ့တာပေါ့ဒီကပေးတဲ့သင်ခန်းစာကတော့ကိုတတ်နိုင်တဲ့ဘက်ကနေစေတနာအပြည့်နဲ့စူးစမ်းရင်ဒီနေ့မှအောင်မြင်မှုရမှာအသေးအချာပဲဆိုတာပါပဲ